မြန်မာစာတွေတင်ယူခွင့်မရခဲ့လို့မဘွတ်မရဲနဲ့စိတ်အားငယ်နေတဲ့သူတွေရှိလားရဲရင်လိုက်ပါစိတ်အားမငယ်ပါနဲ့တီတာနဲ့အတူမြန်မာစာတွေလေ့လာတင်ယူလိုက်ပါမတို့ရဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအများဆုံးငြိမ်းချမ်းပြီးခိမိဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ကြည်စီတို့ရှောက်လန်းနိုင်ပါစေကြောင်းဦးစွာပထမဆုတောင်းဆန္ဒပြုရင်ကျမရဲ့ပထမဆုံး YouTube channel ဖြစ်တဲ့မြန်မာစာမော်ကွန်ပတီတာကနေအားလုံးကိုနှွေးထွေးစွာကြိုဆိုရင်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကရဝပြုပါတယ်ရှင်ကျမတိတာဦးပါဒီဗီဒီယိုလေးကတော့ပထမဆုံးမိတ်ဆက်ဗီဒီယိုလေးဖြစ်တဲ့အတွက်ကျမရဲ့ရည်ရွယ်ချက်တွေကိုပဲအဓိကအချက်နှစ်ချက်နဲ့မျှဝေပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုရင်မိမိတို့ရဲ့ထင်မြင်ခံစားချက်တွေကိုမကွယ်ပဲလွတ်လပ်စွာမျှဝေပေးခဲ့လို့ရပါတယ်ရှင်ကျမရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာစာမောကွန်ပတီတာဆိုတဲ့နာမည်ပေးရခြင်းနဲ့မြန်မာစာမောကွန်ပတီတာဆိုတဲ့ YouTube channel ဖန်တီးတည်ဆောင်ရခြင်းတို့ပဲဖြစ်ပါတယ်ကဲအဆိုရင်ကျမရဲ့ရည်ရွယ်ချက်လေးတွေကိုဆက်လက်နားဆင်ကြည့်ရှုအပ်ပေးကြပါဦးနော်နံပါတ်1ကျမရဲ့ YouTube channel လေးကိုမြန်မာစာမောကွန်ပတီတာလို့နာမည်ပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာစာတတ်သိကျွမ်းကျင်သူတွေကပဒေတာပင်မှာမိမိတို့တတ်သိသမျှမြန်မာစာတွေကိုမော်ကွန်းတင်မျှဝေပေးခဲ့ခြင်းဖြင့်ပညာဒါနတွေတိုးပွားနိုင်သလိုမြန်မာစာတတ်သိလိုသူတွေကလည်းမြန်မာစာတတ်သိသူတွေကဒေတာပင်မှာမျှဝေပေးခဲ့တဲ့မြန်မာစာပေတွေကိုအခမဲ့လေ့လာနိုင်ကြမှာဖြစ်တဲ့အတွက်ကျမကတော့မြန်မာစာတတ်သိသူနဲ့မတတ်သိသူတွေရဲ့အကြားမှာမေတ္တာပေါင်းကူတရားလေးတစ်စင်တည်ဆောင်ခဲ့ခြင်းတာဖြစ်တဲ့အတွက်ကျမရဲ့ YouTube channel လေးကိုမြန်မာစာမော်ကွန်ပတီတာဆိုတဲ့နာမည်ပေးထားရခြင်းပဲဖြစ်ပါတယ်နံပါတ်2ချက်ဖြစ်တဲ့မြန်မာစာမော်ကွန်ပတီတာဆိုတဲ့ YouTube channel လေးဖန်တီးတည်ဆောင်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အကြောင်းမျိုးမျိုးကြောင့်မြန်မာစာသင်ကြားခွင့်မရခဲ့တဲ့ကျမတို့ရဲ့ညီငယ်ညီမငယ်အကိုအမဦးတော်ဖေဖေမေမေဖိုးဖွားအရွယ်ပိုင်းခြားမရှိပေါ့နော်အရွယ်အားလုံးကိုမြန်မာစာတွေပျော်ရွှင်စွာလေ့လာစီပူရင်းမြန်မာစာပေရဲ့တန်ဖိုးကိုသိမြန်မာစာပေကိုချစ်ပြီးမျက်နှိုးစွာကျင့်သုံးခြင်းဖြင့်မိမိတို့ရဲ့နေ့စဉ်ဘဝမှာမြန်မာစာနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေများရှိခဲ့ရင်တင့်တယ်စွာဖြေရှင်းနိုင်ကြခြင်းဖြင့်ကျမလည်းတိုင်းပြည်ရဲ့တာဝန်ကိုဥတ္တချမဟုတ်ခဲ့ရင်တောင်မှတဲတပွင့်လောက်ပဲဖြစ်ထမ်းရွက်ခဲ့ခြင်းတာဖြစ်တဲ့အတွက်မြန်မာစာမော်ကွန်ပတီတာဆိုတဲ့ YouTube channel လေးကိုကျမစူးစမ်းပြီးဖန်တီးတည်ဆောက်ထားရခြင်းပဲဖြစ်ပါတယ်ရှင်ကဲအခုဆိုရင်တော့ကျမရဲ့ရည်ရွယ်ချက်လေးတွေကိုမျှဝေပေးခဲ့ပြီးဖြစ်တဲ့အတွက်ကြည့်ရှုသူပေါင်းလဲခံစားပေးနိုင်ကြလိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်ကျမသိပါတယ်ကျမဟာစကားပြောရင်အယမ်းမြတ်တဲ့သူတွေထဲပါတာဖြစ်တဲ့အတွက်တကယ်လို့မရှင်းတာတွေများရှိခဲ့ရင်လဲကျေးဇူးပြုပြီးထခပြန်လဲကြည့်ရှုပေးကြပါလို့ပဲမေတ္တာရက်ခံပါတယ်ရှင်နောက်ဗီဒီယိုလေးမှာကတော့မြန်မာစာပေကနေစတင်ဖြစ်ပေါ်လာခဲ့တဲ့ဆိုတာကိုကျမလေ့လာသိရှိသမျှဗဟုသုတဖြစ်ပြန်လည်မျှဝေသွားမှာဖြစ်တဲ့အတွက်ကျမထက်မြန်မာစာချမ်းကျင်သူတွေများဗီဒီယိုလေးကိုပေါ့နော်တွေ့ရှိခဲ့မယ်ဆိုလို့ရှိရင်လိုအပ်တာလေးတွေများရှိခဲ့ရင်ဝင်ရောက်ဖြည့်ဆွက်မျှဝေပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ရှင်ဝင်ရောက်ဖြည့်ဆွက်မျှဝေပေးခဲ့ခြင်းဖြစ်လဲမိမိတို့ရဲ့ပညာဒါနတွေတို့ပွားမှာဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်မြန်မာစာတတ်သိလို့သူတွေကတော့ဆောင်ရွက်ကြည့်ရှုကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်ကျမကိုအခုလိုမြန်မာစာနဲ့ပတ်သက်ပြီးပြန်လည်မျှဝေပေးနိုင်အောင်ကူညီပံ့ပိုးဖြစ်စီပေးခဲ့ကြတဲ့ကျမရဲ့ကျေးဇူးရှင်ဖေဖေမေမေအကိုအမတင်ဆရာမြင့်ဆရာကြားဆရာအားလုံးကိုကျမရဲ့ဥထိတ်မှာအမြဲပန်ဆင်လျက်ကျေးဇူးဥပက္ခယတင်ရှိပါကြောင်းနဲ့နောက်တင်မဲ့ဗီဒီယိုတိုင်းမှာပြန်လည်ဆုံတွေ့ကြပါစို့လို့ဖိတ်ခေါ်ရင်း
ကျမရဲ့ပထမဆုံးမိတ်ဆက်ဗီဒီယိုလေးကိုဒီမှာပဲနိဂုံးကံပအဆုံးတက်လိုက်ပါတယ်ရှင်မြန်မာစာပေတွေမြင့်တဲ့မြင့်ပြီးကပအလယ်မှာပညာရဲ့ရင်ပွဲလေတင်နိုင်ကြပါစေရှင်ကပသူကပသားအားလုံးလည်းသက်ရှိကြမှာစိတ်ချမ်းသာကောင်းကျိုးလိုရာစန္ဒတွေပြေဝကြပါစေရှင်ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်